လက်ပွင့်စေတဲ့နေနေဆိုတာရှိတယ်ဘယ်လိုနေရင်လက်ပွင့်တယ်လဲအလုပ်လုပ်တဲ့နေရာမှာတက်တက်ကြွကြွအလုပ်လုပ်တတ်တဲ့သူတွေဟာလက်ပွင့်တယ်သူကိုယ်တိုင်လည်းပဲတက်တက်ကြွကြွအလုပ်လုပ်တဲ့အတွက်အလုပ်တွေဟာပြီးတဲ့အချိန်မှာပြီးကြတယ်နောက်တက်ကြွစွာအလုပ်လုပ်တဲ့အတွက်သူလုပ်တဲ့အလုပ်တွေကလည်းပြီးပြင်းနေဖြစ်တယ်စိတ်မပတာပါလှုပ်တာမဟုတ်တဲ့အတွက်ကြောင့်သူ့ရဲ့တက်ကြွခြင်းစိတ်ပါဝင်စားစွာလှုပ်တတ်ခြင်းဆိုတာတွေကပြီးစီးသွားမဲ့အလုပ်တွေကိုတေးသေးတတ်တတ်ကြာနာနာပြီးစီးစေတယ်ဒီအခါမှာလူတွေရဲ့ယုံကြည်ချက်တွေကိုရတယ်လူတွေရဲ့အားကိုးမှုတွေကိုရတယ်အဲ့ဒီမှာပဲကိုယ်နဲ့ပတ်သက်ရင်ဒီလူဟာအားကိုးထိုက်တဲ့သူဒီလူဟာဒီအလုံးနဲ့ပတ်သက်ရင်စိတ်ချရတဲ့သူဆိုပြီးတော့ကိုယ့်ယုံကြည်စွာအနှံကြလိမ့်မယ်အဲ့ဒီခါမှာကိုယ်မှာလက်လာပါတွေပွင့်လာတာပေါ့နောက်တစ်ခုကစိတ်ရင်းစေတနာရင်ထားပြီးတော့အလုပ်လုပ်ပေးတတ်တယ်ကိုယ်အတွက်ပဲဖြစ်ဖြစ်သူတစ်ပါးအတွက်ပဲဖြစ်ဖြစ်စိတ်စေတနာမှန်ကန်စွာဖြင့်လုပ်တတ်တဲ့အတွက်ဒီအလုပ်ကိုလက်ခံရတဲ့သူတွေကလည်းစိတ်ချမ်းသာတဲ့အခါကိုယ့်ကိုနောက်ထပ်သောအလုပ်တွေအပ်ကြတယ်နောက်ကိုယ့်ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့နေရာမှာလည်းပဲကိုပြောတဲ့စကားကိုထားတဲ့မျက်နှာထားတွေဟာလည်းလက်ပွင့်စေတဲ့မျက်နှာထားမျိုးဖြစ်ဖို့လိုတယ်အမြဲတမ်းကိုယုံကြည်ချက်ရှိတဲ့မျက်နှာမျိုးအမြဲတမ်းသူတစ်ပါးပေါ်မှာမေတ္တာရှိတဲ့မျက်နှာမျိုးအဲ့ဒီမျက်နှာမျိုးထားသောအပြင်ကိုသစိမ်းကတော့မှကိုညီခြင်းစိတ်ဖြစ်လာတတ်တယ်ကိုရဲ့အပြောဆိုတွေကလည်းနူးညံ့တယ်တိမ်မွေ့တယ်အပြောဆိုတွေဟာတစ်ဖက်သားနားထောင်ခြင်းစပွဲတွေဖြစ်တယ်ယုတ်တိကြတဲ့စကားတွေကိုပြောတတ်တယ်ပြီးတော့အေးချမ်းစေတဲ့စကားတွေဖြစ်တယ်ဆိုရင်မကူညီခြင်းတဲ့သူတော်မှကူညီခြင်းစိတ်ပေါက်လာတတ်တယ်အပြောဆိုတတ်တဲ့အတွက်ကြောင့်မလုပ်ပေးခြင်းတဲ့သူကတော့လုပ်ပေးခြင်းစိတ်တွေပေါက်လာတတ်တာဖြစ်တဲ့အတွက်ပြောတတ်ဆိုတတ်ခြင်းဟာလည်းလက်ပွင့်စေတယ်ညနာအမူအရာကအစညနာထားတတ်ရင်လက်ပွင့်စေတယ်အနေထိုင်ကအစစီကန်းရှိရင်လက်ပွင့်စေတယ်လက်ပွင့်ခြင်းလက်မပွင့်ခြင်းဆိုတာကိုယ့်အပေါ်မှာပဲမူတည်တယ်အလုံးမှာစေရနာမပါလိုက်တဲ့အခါတစ်ဖက်သူကလည်းနားလေတဲ့အတွက်ဒီလူကိုနောက်တစ်ခါမပတ်သက်တော့ဘူးအဲ့ဒီအခါမှာအလုံးအကင်ရှားပါခြင်းဆိုတဲ့ဆိုးကျိုးတွေကိုရတာကကိုယ်တိုင်ပဲဒါကြောင့်ကိုယ့်ရဲ့အတွင်းစိတ်နေစိတ်ထားဖြောက်မှတ်ခြင်းမဖြောက်မှတ်ခြင်းကလက်ပွင့်ခြင်းလက်မပွင့်ခြင်းကိုဓာတ်ရိုက်တက်ရောက်တယ်အပြောအဆိုလိမ္မာပါနှက်ခြင်းမပါနှက်ခြင်းကလည်းကိုယ့်ရဲ့လက်ပွင့်ခြင်းလက်မပွင့်ခြင်းအပေါ်ကိုတက်ရောက်တယ်ကိုယ့်ရဲ့အပြုအမူတွေမှာစီကန်းရှိခြင်းမရှိခြင်းစေတနာထားခြင်းမထားခြင်းဆိုတဲ့အရာတွေကလည်းလက်ပွင့်ခြင်းလက်မပွင့်ခြင်းတို့ကိုတက်ရောက်တယ်ဒါကြောင့်လက်ပွင့်ခြင်းနဲ့ဆိုရင်တော့မနမိုးလင်းကလေးကမျက်နှာကိုကြည်လင်းထားအပြုံးကိုအမြဲတမ်းဆောင်ထားစိတ်နေစိတ်ထားကလည်းဘယ်သူကိုမစိုးကိုလိုတန်းတူထားပြီးတော့မေတ္တာကိုအမြဲထားပြုမှုတဲ့အလုပ်တိုင်းမှာလည်းတည်တတ်ရနဲ့ပြုမှုတတ်အောင်လှုပ်ဆောင်တတ်အောင်ကြိုးစားလက်ပွင့်လာပါလိမ့်မယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့မိမိရဲ့ကာယကံဝစီကံမနောကံတို့ကိုကောင်းမွန်သောစေတနာတွေအခြေခံပြီးတော့ပြုမှုသောအဖြစ်လက်ပွင့်တဲ့သူများဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ